10 နှစ်ကြာတွဲခဲ့ပြီးတဲ့နောက်မှာမင်္ဂလာဆောင်ကြတော့မယ်သူတို့အတွဲလေးဟုတ်ပါတယ်တောင်ကိုရီးယားရဲ့စားထားရတဲ့ idol ကာဘယ်လေးအဖြစ်အခြေရေးမှာဂုံသတင်းကြီးမားတဲ့ဝူဝင်နဲ့ရှင်မင်းရတို့အတွဲလေးရဆိုရင်မကြခင်မှာလက်ထပ်ကြတော့မယ်လို့ဒီညနေမှာပဲသတင်းမီဒီယာတွေကဖော်ပြလာကြပါတယ်သူတို့ဟာ2015ခုနှစ်ကတည်းကစတင်ချိတ်ချိုက်ခဲ့ကြပြီးတော့အခုဆိုရင်10နှစ်တောင်ရှိခဲ့တာဖြစ်ပါတယ်နော်2015ခုနှစ်ဒီဇင်ဘာလ20မှာဆိုရင်တော့မိသားစုနဲ့အတူအရင်ဆုံးမိတ်ဆွေများသာတက်ရောက်မယ်မင်္ဂလာပွဲလေးကို private ဆန်ဆန်လေးကျင်းပသွားမယ်လို့သိရပါတယ်ခင်ဗျာသူတို့ရဲ့ဒီလို10နှစ်တာခရီးလမ်းမှာဘလို့ခက်ခဲကြီးတစ်ခုကိုအတူတူကြော်ဖြတ်ခဲ့ရလဲဆိုရင်မှတ်ရကတော့မင်းသားကင်ယိုဘင်ဟာ2015ခုနှစ်မှာကင်ဆာရောဂါတစ်မျိုးကိုစစ်ဆေးတွေ့ရှိခဲ့တာတောင်မင်းသမီးလေးကအနာကနေတဖိုးအားမှမခွာပဲနဲ့သူမရဲ့အမှုပညာအလုပ်တွေကိုခက်ထရနာပြီးတော့တောင်းပါပဲကင်ယိုဘင်ရဲ့ဘေးနားမှာတခြားလုံးစောင့်ရှောက်ခဲ့တဲ့အထိစေယုံစည်းကမ်းတွေကိုအမြဲလိုက်ပါပြီးတော့ကုသမှုတွေကိုအနီးကပ်ကူညီပေးခဲ့တာပါတဲ့ဒီလိုမျိုးခက်ခဲတဲ့ကျမ်းမာရေးကိုလက်တွဲမဖြုတ်ဖဲနဲ့ရင်ဆိုင်ကြောဖြတ်ခဲ့တာဟာသူတို့ရဲ့ချစ်ချင်းမြတ်တာဟာအမှုပညာလောကရဲ့ပြင်ပမှာပါခိုင်မာပြီးတော့စက်မှန်နေဆိုတာကိုတက်တည်ပြခဲ့ပြီး10နှစ်ဆိုတဲ့အချိန်ကာလတစ်ခုဟာတာမန်အတားဆီးတွေမဟုတ်ဖဲနဲ့ခင်ဦးပင်ရဲ့ကျမ်းမာရေးပြဿနာလိုမျိုးခက်ခဲတဲ့အခြေအနေတွေကိုပါအတူတူရင်ဆိုင်ကြောဖြတ်လာခဲ့ကြတာဖြစ်လို့သူတို့နှစ်ဦးရဲ့အခြေအရအလုံးကိုခိုင်မာပြီးသက်ဆိုင်ရှိရလို့ဆိုနိုင်ပါတယ်ခင်ဗျာဒီလိုမျိုးအခက်ခဲတွေကြားကနေ10နှစ်တောင်ရှိလာခဲ့ပြီဆိုတော့ခင်ဦးပင်နဲ့ရှင်မင်းဟာတို့ရဲ့အချက်ဇာလန်ဟာဘယ်တော့မှမကုံဆုံးမဲ့ပျော်ရွှင်စရာအဆုံးသတ်တစ်ခုကိုရောက်ရှိခဲ့ပြီလို့ဆိုရမှာပါခက်ခဲမှုတိုင်းကိုအချက်နဲ့သက်စာတရားထားပြီးတော့အတူတူကြောဖြတ်ခဲ့တဲ့ဆိုတဲ့အရာကိုဒီစုံတွဲလေးကတက်တည်ပြခဲ့တာပါနော်လူပညာရှင်စုံတွဲတွေထဲမှာအခုလိုမျိုးရှေ့ကြတဲ့ဆက်ဆံရေးကိုတည်မြဲအောင်ထိန်းသိမ်းနိုင်ပြီးတော့လက်ထပ်ပွဲကိုပါစီစဉ်နိုင်တာဟာတကယ်ကိုကြီးကျူးစရာကောင်းတဲ့ချက်ဇာလန်လေးတစ်ခုပါဒီလိုမျိုးမင်္ဂလာသတင်းလေးအတွက်အတူတူဆူတောင်းပေးရင်းနဲ့နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုစောင့်ကြည့်ဖို့ K-pop ဆောင်လေးကို follow ထားပါအောင်နော်